CPN Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီချင်းနေရာမှာပြန်လည်နိုးထလာခြင်းနဲ့လှုပ်ဝက်သောဂရီကဝဲအပိုင်း6ရဲ့အစမှာဆိုရင်တော့တေးကြီးတရားရဲ့နယ်နိမိတ်တစ်ခုထဲကိုရောက်ရှိနေတဲ့အီတာတိုရီနဲ့ကျင်းစာဘီရင်ဆူကာနာတို့ရဲ့ထိတ်တိုက်တွေးဆုံမှုနဲ့စတင်ထားပါတယ်။ဆူကာနာဟာအီတာတိုရီရဲ့ခန္ဓာကိုယ်ထဲမှာပဲအသက်ရှင်နေတာဖြစ်ပေမဲ့အခုတော့သူတို့နှစ်ယောက်ဟာဆူကာနာရဲ့စိတ်အာရုံထဲကနေမြေတစ်ခုမှစကားပြောနေကြတာပါ။အီတာတိုရီကသူတည်သွားပြီလို့ထင်နေပေမဲ့ဆူကာနာကတော့ဒါဟာငရဲမဟုတ်ပဲသူရဲ့စွမ်းအားနယ်မြေသားဖြစ်ကြောင်းနဲ့အီတာတိုရီကိုပြန်ရှင်ခွင့်ပေးမယ်ဆိုတဲ့ကန့်လန့်ချက်တစ်ခုကိုတင်သွင်းလာပါတယ်။ဒါပေမဲ့ဒီကန့်လန့်ချက်မှာအပေးယူနှစ်ခုရှိနေပါတယ်။ပထမတစ်ခုကဆူကာနာကဂျိန်ဆိုဂျဲလို့ပြောလိုက်တဲ့အချိန်မှာ10မိနစ်ကြာအောင်အီတာတိုရီရဲ့ခန္ဓာကိုယ်ကိုဆူကာနာကထိန်းချုပ်ခွင့်ရမှာဖြစ်ပြီးဒုတိယတစ်ခုကတော့အဲ့ဒီသဘောတူညီချက်ကိုအီတာတိုရီကလုံးဝမေ့သွားရမှာဖြစ်ပါတယ်။အီတာတိုရီကဆူကာနာကိုမယုံကြည်တာကြောင့်ညှင်းဆိုခဲ့ပေမဲ့ဆူကာနာကအဲ့10မိနစ်အတွင်းမှာဘသူ့ကိုမှတန်ရမပေးဘူးမတက်ဘူးလို့ကတိပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်တိုက်ပွဲတစ်ခုဆင်နွှဲခဲ့ပြီးအီတာတိုရီရှုံးနှိပ်သွားကဆူကာနာရဲ့ကမ်းလှမ်းချက်ကိုသဘောတူလိုက်ရသလိုအသက်ပြန်ရှင်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ကမ္ဘာအင်အားအကောင်ဆုံးညင်းလဲစီယာကိုဂျိုဆာတိုရူဟာဒီကဲတိုက်ထဲမှာပြန်ရှင်လာတဲ့အီတာတိုရီကိုတွေ့လိုက်ရတဲ့အတွက်အလွန်ဝမ်းသာသွားပါတယ်။ကိုဂျိုဟာအီတာတိုရီအသက်ရှင်နေသေးတာကိုလောလောဆယ်လှုပ်ဝက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကအကြောင်းရဲ့အထက်လူကြီးတွေဖြစ်တဲ့အိုဂျီအိုမောင်တွေကိုသင်ခန်းစာပေးခြင်းလို့အီတာတိုရီကိုလည်းပုံမတောက်တင်းတဲ့ကျင်းစာတိုက်ခိုက်ရေးသမားဖြစ်အောင်ကိုယ်တိုင်လေ့ကျင့်ပေးဖို့စီစဉ်လိုက်ပါတယ်။ကိုဂျိုရဲ့ရှိမှန်းချက်ကတော့လက်ရှိပုတ်ပွားနေတဲ့မြင်းလယ်လောကကြီးကိုအောက်ခြေကနေပြောင်းလဲပြဖို့တန်မာတဲ့လူငယ်ခေါင်းဆောင်တစ်တွေကိုမွေးထုတ်ပေးဖို့ပဲဖြစ်ပါတယ်။လေ့ကျင့်ခန်းတွေစတင်တဲ့အခါမှာတော့ကိုဂျိုကအီတာကိုရီကိုထူးဆန်းတဲ့နီလန်တစ်ခုနဲ့လေ့ကျင့်ပေးပါတယ်။အဲ့ဒါကတော့ရုပ်ရှင်တွေကိုဇာတ်တိုက်ကြည့်ခိုင်းခြင်းပါပဲ။ဒါဟာရိုးရိုးကြည့်ခိုင်းတာမဟုတ်ပဲစိတ်ခံစားချက်တွေကိုထိန်းချုပ်နိုင်ဖို့ဖြစ်ပါတယ်။အီတာတိုရီဟာစိတ်လှုပ်ရှားတာဒါမှမဟုတ်ကြောက်လန့်တာနဲ့ကျင်းစာစွမ်းအားတွေပေါက်ကွဲထွက်မသွားအောင်ကျင်းစာရုပ်သေးရုပ်လေးကိုဖတ်ထားပြီးရုပ်ရှင်ကြည့်ရပါတယ်။စိတ်ခံစားချက်မတည်ငြိမ်ရင်အဲ့ဒီရုပ်လေးကအီတာတိုရီကိုထိုးကျိမ့်မှာပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲကျင်းစာဝင်းကြီးတွေဘက်ကလည်းလှုပ်ရှားလာကြပါတယ်။အင်အားကြီးကျင်းစာဝင်းကြီးစုဟာကိုဂျိုဆာတိုရူကိုဘလို့နှိမ်နှင်းရမလဲဆိုတာတိုင်ပင်နေကြပါတယ်။သူတို့ရဲ့ဟီမန်ချက်ကတော့လူသားတွေကိုဖယ်ရှားပြီးကျင်းစာတွေကသာစစ်မှန်တဲ့လူသားတွေဖြစ်ကြောင်းတတ်သိပြဖို့ပါပဲ။သူတို့ဟာဂိုဂျိုကိုတတ်ဖို့ထက်ထောင်တွင်းနယ်မြေလို့ခေါ်တဲ့အရာတစ်ခုနဲ့ပိတ်လောင်ထားဖို့ကြံစီနေကြတာပါ။ဇလန်ရဲ့အဆုံးမှာတော့အီတာတိုရီဟာသူ့ရဲ့တငယ်ချင်းစီကိုပြန်သွားနိုင်ဖို့အတွက်အပြင်းအထန်လေ့ကျင့်နေပြီးကိုဂျိုကလည်းသူ့ရဲ့တပည့်ကိုအကောင်းဆုံးဖြစ်အောင်ရေတောင်မြှောက်ပေးနေပါတယ်။ဒါပေမဲ့အမောင်တို့ထဲကရန်သူတွေကတော့သူတို့အတွက်ကြီးမားတဲ့ထောင်ချောက်တစ်ခုကိုစတင်ခင်းကျင်းနေပြီဆိုတာကိုတော့ဘယ်သူမှမသိသေးပါဘူး။ဒီနေ့တဲ့ဇလန်လေးကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းနေ့စဉ် recap တွေကိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ CPN Recap Channel ကို like and subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်။